ရာဘာသမားတန်း80သမားတွေရှိတယ်အစိုးရစုစုပေါင်းရရမှာအခုတို့တင်ထားတာ NLD အစိုးရခက်မှာလို့ပြောရနော်ဟုတ်တယ်နော်အခုတင်ထားတာတန်းဘလောက်လည်းမသိဘူးပြောရကျွန်တော်ပြောရမယ်ဒီအစိုးရခက်မှာတန်း1000ကျော်ရှိတယ်အခုလက်ရှိကျွန်တော်မျက်စိနဲ့တွေ့ခဲ့တာကုသရေးဝန်ကြီးဌာနမှာဘဏ်ပို့တဲ့ဟာမှာတန်း1000ကျော်ရှိတယ်ကျွန်တော်လို့28တန်းဟာဘာဖြစ်လို့လဲကလားဖြစ်လို့လားဒါအမို့သူတို့တွေကိုးနေတာတွေဒီလို import license တွေနဲ့ဗိုလ်ချုပ်ညိုစောနဲ့ပေါင်းပြီးသူတို့1 2တွေရိုက်ပြီးတော့ဗိုလ်ချုပ်ညိုစောအပတ်တိုင်းတက်တွေ့ပြီးတော့ဟာလား300နဲ့အရက်တိုက်လိုက်300နဲ့အရက်တိုက်လိုက်လုပ်ပြီးတော့သူတို့တွေရဲ့ခွင်တွေပျောက်သွားမှာစိုးလို့လားကျွန်တော်အမှန်တရားတွေအရန် group ထဲမှာပြောလို့လားပြီးတော့ဒီ2100ဥပဒေကိုပြောင်းပေးပါဆိုတာ openly ကျွန်တော်တောင်းဆိုတာအဲ့ဒါမှ importer နဲ့ exporter နဲ့မျှမျှတတဖြစ်မှာမဟုတ်ဘူးဆိုရင်ကျွန်တော် exporter တစ်ဖက်ခံဖြစ်နေတဲ့အတွက်လယ်သမားတွေအတွက်ဒီဟာကြီးကိုပြောင်းပေးပါဒါကို equally freely ဖြစ်အောင်လုပ်ပေးပါဟုတ်လားအခုတော့ရွေးကောက်ပွဲပြီးရင်ပြောင်းမလားဆိုမျှော်လင့်ချက်လေးတော့ရှိတယ်ဒါပေမဲ့ I don't know but တို့ကြောင့်ကိုယ်လည်းသိတာပဲနော်အဲ့တော့အဲ့အမျိုးကျွန်တော် revolutionist အနေနဲ့ကျွန်တော်ပြောခဲ့တယ်အဲ့တော့ဥက္ကဋ္ဌကိုလည်းပို့လို့ပတ်သက်ခင်ဗျာဥက္ကဋ္ဌပြီဘာလို့ခင်ဗျာဒီလူကြီးတွေနဲ့တွေ့နေချိန်မှာဒါလေးပြောင်းပေးဖို့ခင်ဗျာမပြောပေးနိုင်တာလေခင်ဗျာပင်တဲ့အသင်းဥက္ကဋ္ဌလေ export အသင်းရဲ့ဥက္ကဋ္ဌလေဦးထွန်းလွင်ဆိုတာအဲ့တော့ဘာလို့မပေးပဲခင်ဗျာ import license export အသင်းဥက္ကဋ္ဌimport license တွေပဲနဲ့ export ဥက္ကဋ္ဌ import license တွေယူပြီးတော့ရွှေမဲက import တွေတွင်ပြီးခင်ဗျာအားကြီးရောက်ခင်ဗျာဘာလို့စူးစမ်းနေရလဲကျွန်တော်လယ်သမားအဲ့အတွက်လည်းလုပ်ပေးအောင်ကိုစဉ်းစားကြည့်ကျွန်တော်လက်ထဲမှာကန်ထားတာ6သိန်းထွက်တဲ့မှန်ပဲမှာတန်2000ကန်ထားတာဟုတ်တယ်နော်ကျွန်တော်အတက်အကျနဲ့ဒီတိုင်းပြည်ရဲ့ဝင်ငွေနဲ့မှာအတက်အကျနဲ့ဘယ်ဟာပိုကျန်းမှန်းထင်လဲတန်5သိန်းတက်ရင်ဒါတဘာဝတရားကန်5သိန်း8000မှာတန်5သိန်းတက်သွားမှာလေပြောင်းလိုက်ဟုတ်လားကျွန်တော်ပြောရင်သဘောတရားပြောင်းပေးကြပါဆိုတဲ့ဟာကြီးကိုသူတို့ကလယ်သမားအကြောင်းလည်းတူတယ်ဗျာမမြင်ဘူးဗျာကျွန်တော်ဒီခုနပြောတင်းဝင်းတော်တို့မင်းကိုဦးတို့ရွှေမဲတို့ပေးတဲ့ဈေးလေးတွေနဲ့သူတို့ကလည်းဝယ်ရကျွန်တော်အဲ့ဒါကြီးမျက်စိကောက်ဖွင့်မရောင်းနဲ့မင်းတို့အိန္ဒိယလိုဘက်မှာဝယ်ရမယ်ပြီးတော့ဒီဥပဒေကြီးကလည်းပုံမှန်လင်းလင်းပြောရရင်မင်းတို့နော်မင်းတို့တနတ်ထောက်ပြီးတော့ပုံမှန်လင်းလင်းပြောရရင်10%ခေါင်းပုံပြတ်ထားဥပဒေပုံစံဖြစ်နေတယ်အဲ့တော့ဒီဥပဒေပြင်ဆင်ဖို့တော့ဥက္ကဋ္ဌ request လုပ်ပေးပါဆိုတော့အခုတော့ကျွန်တော်တနတ်ထောက်ပြီးဆိုတဲ့စကားကိုတုံးတာပေါ့နော်အစတော့ဒါကြီးက bullish အရင် bullying ဖြစ်နေအဲ့တော့အားလုံးတောင်းဆိုပါဒီဥပဒေကိုပြင်ဖို့အတွက်ကိုနော်နာသကအစိုးရအထီကိုတောင်းဆိုပါဆိုတော့မရောက်ဘူးကျွန်တော်မျှော်လင့်ချက်လေးကအခုကနာခကအစိုးရဟိုတော့ကျွန်တော်မှမျှော်လင့်ချက်လေးရှိတာပေါ့နော်အခုကကုသရေးဝန်ကြီးဌာနကလည်းဒီကောင်နေအိတ်ကတ်ထဲမှာအခုရရှင်းနေတာပဲပြည်ထောင်ကလည်းကုသခိုင်းနေဆိုပြီးတော့ပြည်ထောင်ဝန်ကြီးဌာနကလည်းဒီကောင်နေအိတ်ကတ်ထဲမှာဆိုတော့အဲ့တော့ကျွန်တော်အခုကတော့ကျွန်တော်နိုင်ငံတော်စီမံတော့fair ဖြစ်မယ်လို့တော့မျှော်လင့်တာပေါ့နော်ကျွန်တော်ငွေကြေးမခွာဘူးဆိုတာလည်းအရှင်းကြီးဖြစ်တယ်ဗျာအဲ့အတွက် fair ဖြစ်မယ်လို့တော့မျှော်လင့်ချက်လေးglimpse of hopes လေးတော့နည်းနည်းလေးရှိတာပေါ့နော်။ဘာလို့ကျွန်တော်အဖေလည်းအခုလောဆယ်အကိုရအသက်80နဲ့အထဲမှာနေရတယ်။ तू ဘာမှမလုပ်တဲ့အမှု तू မတွေ့ဘူးတဲ့ကောင်အတွက်နဲ့ဟိုကောင်ကအဲ့လက်မှတ်ကြီးကိုအဖေလက်မှတ်ကိုအတုထိုးပြီးတော့တိုင်းဝင်းလောကိုတပြပြီးတော့သူတို့အဲ့မှာအကိုစဉ်းစားကြည့်အဲ့ကုမ္ပဏီကဘိုတန်းရဲ့ကုမ္ပဏီအစ်စ်ကိုတန်1000 license ကိုဘယ်နဲ့တဲ့ဥက္ကဋ္ဌကဘာလို့ချပေးလဲအဲ့ question အကိုဖြေကြည့်ဒါအခုကျွန်တော်ဒီတိုင်းလေးမေးကြည့်ရကျွန်တော်တို့က legitimate company တွေတမိုင်းတွေတန်တဲ့ချီအစိုးရမရှိဘူးဆိုရင်တရားဝင်အန်နေမဲ့တန်50 60တွင်းပြီးသားရှိတယ်ကျွန်တော်က legitimate company ကျွန်တော်ရှောက်တော့ပေးတာလက်ခံတယ်ဒါပေမဲ့ဘိုတန်း company ကိုဘာဖြစ်လို့ဟိုတန်1000 license ချပေးရတယ်နံပါတ်1ပါနံပါတ်2ကဘိုတန်းကဘယ်လောက်လဲဆိုတော့ကောင်မလေးရမင်းအင်္ဂလိပ်ဆိုတဲ့ကောင်မ